ကဲမင်္ဂလာပါမျိုးတို့ဒီကနေ့ကတော့နော်ကျွန်တော်ချက်တူးလန်တဲ့နေ့လိုပဲပြောရမှာပေါ့နော်ထိတ်လည်းမမှန်ဘူးပရိတ်လည်းမမှန်ဘူးမှန်တာဆိုလို့ကီးပဲရှိတယ်ကီးနဲ့ကျွန်တော်တို့ဒီကောင်လေးပေါ့နော်အပေါ်အောက်တန်းလေးဟုတ်လားဒီအပေါ်အောက်တန်းလေးကဟိုတနေ့ကကျွန်တော်တို့41လို့ထွက်ထားတယ်ဒီကနေ့86ဆိုပြီးတစ်ခါထွက်တယ်နော်အဲ့တော့သူကတပတ်ကိုအနည်းဆုံး2ကြိမ်အောင်မယ်ဆိုရင်တာဝန်ကသူ့တာဝန်ကိုသူကြည့်ဆိုပြင်သွားထမ်းဆောင်သွားပြီဖြစ်ပါတယ်ဗျာနော်ကဲအဲ့တော့ကျွန်တော်တို့ကတနည်းလေးတွေပဲစလိုက်ကြအောင်ဗျာနော်အဲ့တော့တနည်းလေးကိုကျွန်တော်ဘယ်ကစမလဲဆိုတဲ့အခါကျတော့1586ကစမယ်ဗျအဲ့တော့1586ကစမယ်1586 6953 6953 6515 6515ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်เนาะကျွန်တော်ရဲ့တွန်နီးတွေ site တွေအားလုံးတွေမှာတော့ key site နဲ့ထိတ်ပေါ့เนาะထိတ်စီဆိုတော့ကျွန်တော်တို့တပတ်မှာအနည်းဆုံးချိန်လောက်ပဲပြတ်ပါတယ်เนาะတခါလေးကြလည်းမပြတ်ပါဘူးပေါ့เนาะအဲ့ဒီလိုမျိုးရှိရမှာဒီကနေ့တော့ကျွန်တော်တို့ထိတ်ကလေးကပြတ်အဲ့တော့ကျွန်တော်တို့ဒီထိတ် key တွန်နီးတွေကတော့14-15ချိန်မှတစ်ချိန်လောက်သာနေပြတ်တတ်တဲ့ထုံးစံတိုင်းပဲပေါ့နော်တော်တော်လေးကိုမာပါတယ်အဲ့အတွက်ကျွန်တော်တို့ကကီးတွန်နေကိုပို့ပြီးတော့အားထားဖို့တော့လိုပါတယ်ဗျအဲ့တော့ကျွန်တော်တို့ကီးတွန်နေတွေပဲကျွန်တော်တို့တွက်လိုက်ရအောင်เนาะအဲ့တော့ကျွန်တော်တို့ကီးတွန်နေကဘာလဲဆိုတော့ဒီ8နဲ့3နဲ့ပေါင်း8နဲ့3နဲ့ပေါင်းတော့1နဲ့5နဲ့ပေါင်းတော့6တဲ့เนาะ6ရဲ့နှစ်ခက်က9ရဲ့ပါဝါ4 6 9 4ဆိုတဲ့ကီး3လုံးကဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့5 4တဲ့5 4မှာ4လုံးထိပြီးအောင်ခဲ့ပါတယ်5 6တဲ့5 6မှာလည်း6လုံးထိပြီးကျွန်တော်တို့ညာရောမနဲ့ကောအောင်ခဲ့ပါတယ်ဗျကဲနောက်တစ်ပြင်တက်ပါမယ်တစ်ခွင်ခွင်လေးတစ်ခွန်ခွင်လေး3866 3866 4433 4433ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်ဒါကိုတက်မယ်ဆိုရင်6နဲ့9နဲ့ပေါင်း3နဲ့3နဲ့ပေါင်းတော့လည်း3ပါပဲတဲ့3ရဲ့နှစ်ခက်က9ရဲ့ပါဝါ3ည3533ဆိုတဲ့ကီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့35တဲ့35မှာ3ညာရော9ရောထိအခွေအနေနဲ့ထွက်သွားပါတယ်39တဲ့39မှာလည်းကျွန်တော်တို့3တလုံးထိပြီးညာရောမနဲ့ကောအောင်ခဲ့ပါဗျကဲကျွန်တော်နောက်တစ်ပြန်တွက်ပါမယ်38 24 38 24 2369 2369 283 283ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီနဲ့9နဲ့ပေါင်းတော့1နဲ့3နဲ့ပေါင်းတော့4ပါတဲ့4ရဲ့နှစ်ခက်က2ရဲ့ပါဝါခွန်4နှစ်ခွန်ဆိုတဲ့ကီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုတဲ့အခါကျတော့9တဲ့မအောင်ပါဘူး6ခွင်6ခွန်နဲ့6ခွန်မှာတော့ကျွန်တော်တို့ခွန်တစ်လုံးထိပြီးအောင်ခဲ့ပါဗျကဲနောက်တစ်ပြန်တွက်ပါမယ်95ခွင်လေး95ခွန်လေး4398 4398 2148 2148ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်9နဲ့8နဲ့ပေါင်းတော့9နဲ့8နဲ့ပေါင်းတော့3ရဲ့နှစ်ခက်က9ရဲ့ပါဝါ3ည3533ညဆိုတဲ့ကီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတော့63နဲ့63မှာ3တလုံးထိပြီးအောင်ခဲ့ပါတယ်99တဲ့99မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကဲနောက်တစ်ပြန်တွက်ပါမယ်1811 9494 49ခွင်လေးဆိုပြီးဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်4နဲ့1နဲ့ပေါင်းတော့9နဲ့4နဲ့ပေါင်းတော့9ရဲ့နှစ်ခက်က6ရဲ့ပါဝါ1 961ဆိုတဲ့ကီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့23နဲ့မအောင်ပါဘူးဗျ63နဲ့63မှာတော့ကျွန်တော်တို့6တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြန်တွက်ပါမယ်2943ည2943ည18ခွင်18ခွန်49ခွင်9ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ဖတ်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်
4နဲ့9နဲ့ပေါင်းတော့1 1နဲ့9နဲ့ပေါင်းတော့3ည3ညရဲ့နှစ်ခက်ကခွန်ရဲ့ပါဝါ2 3ညခွန်2ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားသလဲဆိုတဲ့ခါကျတော့3ည8မှာ3ညတစ်လုံးထိပြီးအောင်ခဲ့ပါတယ်63နဲ့63မှာတော့မအောင်ပါဘူးဗျကဲနောက်တစ်ပြန်တက်ပါမယ်1133ည1133ည1925 1925 3941 3941ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်3နဲ့5နဲ့ပေါင်းတော့8 1နဲ့ပေါင်းတော့9ရဲ့နှစ်ခက်က6 6ရဲ့ပါဝါ1 9 6 1ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားသလဲဆိုတဲ့အခါကျတော့2 9တဲ့2 9မှာ9တစ်လုံးထိပြီးအောင်ခဲ့ပါတယ်18တဲ့18မှာလည်း1တစ်လုံးထိပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်မျိုးတက်ပါမယ်3688 3688 3625 3625 8539ခွင်8539ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်8နဲ့9နဲ့ပေါင်းတော့3 9နဲ့ပေါင်းတော့3ည3ညရဲ့နှစ်ခက်ကခွန်ရဲ့ပါဝါ2 3ညခွန်2ဆိုတဲ့ကြီးဆုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုတဲ့အခါကျတော့4 3ညတဲ့4 3ညမှာ3ညတစ်လုံးထိပြီးအောင်ခဲ့ပါတယ်33နဲ့33မှာတော့မအောင်ပါဘူးဗျကဲအဲ့ဒါဆိုရင်ကျွန်တော်တို့မနက်ဖြန်အတွက်ကိုတွက်လိုက်ကြအောင်6ခွင်4 1 6ခွန်4 1 5563ည5563ည8386 8386ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်4နဲ့3ညနဲ့ပေါင်းတော့4 6နဲ့ပေါင်းတော့3ည3ညရဲ့နှစ်ခက်ကခွန်ရဲ့ပါဝါ2 3ညခွန်2ဆိုတဲ့ကီးသုံးလုံးရပါတယ်တဲ့အဲ့ကီးသုံးလုံးဟာမနက်ဖြန်အတွက်ဖြစ်ပါတယ်တဲ့เนาะအဲ့မှာကျွန်တော်တို့က3ညခွန်2မှာကျွန်တော်တို့3ညခွန်ပို့ပြီးအောင်နိုင်ရရှိတယ်လို့ကျွန်တော်ကထင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာအမျိုးတို့ကျွန်တော်ရဲ့မူတည်မတ်သက်เนาะရာသက်ပံကတ်ထိတ်ကတ်တွေဝယ်ထားလူတော့တည်တယ်เนาะဒါပေမဲ့ကျွန်တော်လည်းအဲ့ဒီလိုကြုံတဲ့အခါတိုင်းတင်နေပေးတယ်เนาะဒါမှငါကြုံတဲ့အခါတိုင်းမျိုးငါတို့ကရာသက်ပံကတ်လိုချင်တယ်ဆိုတော့ကျွန်တော်ဒီမှာเนาะတကက်က9000လုံးနဲ့ယူလို့ရပါတယ်ဒါပေမဲ့ကျွန်တော်မယူဘဲနဲ့လည်းမှတ်ထားရင်ရတယ်เนาะအဲ့တော့ဒီမှာ8ထိပ်ဆိုတော့အဲ့လိုထိပ်2ထိပ်တူပြီးခဲ့ဆိုရင်တဲ့9 3ညခွန်ဆိုတဲ့ကဏ္ဍ3လုံးဟာတဲ့1ရက်2ရက်အတွင်းမှာတဲ့เนาะဒီ2ရက်အတွင်းမှာပေါ့เนาะ2ရက်အတွင်းမှာကျွန်တော်တို့9 3ညခွန်ဆိုတဲ့ထိပ်စီးနဲ့လာပါလိမ့်မယ်တဲ့တကယ်လို့ဥပမာပေါ့เนาะဒီမှာကျွန်တော်တို့အမြဲတမ်းဖြစ်တတ်တာလေးရှိပါတယ်အဲဒီလို9 3ညခွန်ဆိုတာကကျွန်တော်တို့ဒီကနေ့ထွက်တဲ့ထိပ်စီးနဲ့ကွဲလဲမှုရှိနေသူကထိပ်ဖြစ်ရင်ဟိုကောင်ကီးဖြစ်တယ်ဟိုကောင်ကီးဖြစ်ရင်ဒီကောင်ထိပ်ဖြစ်တတ်တယ်ဒါလေးတော့ရှိပါတယ်ဗျာเนาะကဲအဲ့ဒါလေးတော့ကျွန်တော်ရှင်းပြတာပါကဲအဲ့တော့မနက်ဖြန်အတွက်ကီးထိပ်မနက်ဖြန်အတွက်ကီးထိပ်ကကျွန်တော်တို့ဘာရတယ်လဲဆိုရင်183ပါတဲ့183ကီးရိုးက3ညခွန်2အဲ့တော့မတူညီတာဖြစ်တဲ့အတွက်သူတို့ကတ်ကစားမယ်10 1ခွန်1ခွန်1နှစ်1နှစ်83ည83ည8ခွင်8ခွန်8နှစ်8နှစ်33ည33ည3ခွင်3ခွန်3နှစ်3နှစ်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့မှာ break line ကမနက်ဖြန်အတွက် break ကဘာရသလဲဆိုတဲ့အခါကျတော့9 6 4 1ပါတဲ့เนาะ4 1ပါတယ်အဲ့မှာကျွန်တော်တို့6 6ဒီ main break ဖြစ်ပါတယ်တဲ့ဒါပေမဲ့ကျွန်တော်တို့ဒီမှာကတ်လိုက်တဲ့အခါကျတော့ break line နဲ့ပတ်သက်တာလုံးဝဘာမှတူညီတာမရှိပါဘူးမရှိတဲ့အခါကျတော့ဒါဆိုရင်ငါတို့ကဒါကြီးအကုန်ထိုးရမှာဒီလိုမျိုးမဟုတ်ကျွန်တော်တို့အမျိုးတို့ပြောထားတာရှိပါတယ်เนาะကျွန်တော်မတ်တန်ရသက်ပံမှုတွေကိုနေရာတော့ပြက်ခဲပါတယ်ပေါ့เนาะအဲ့မှာ2 4ဟုတ်ပါsorry ဒီမှာ1 2 5ခွန်8ဆိုတဲ့အခွေနော်ပြီးခဲ့တဲ့ဘက်ကပေးရရှိတာအတွက်ဒီတစ်ပတ်မှာ1 2 5ခွန်8ဆိုတဲ့အခွေကထွက်ရမယ်တဲ့ယနေ့အချိန်ဒီမထွက်သေးတဲ့အတွက်ဒီမှာလည်းသွားကိုက်ညီတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ1 2 5ခွန်8နဲ့ကိုက်ညီတာလေးတွေကိုကျွန်တော်တင်ကနန်းအနေနဲ့စဉ်းစားလိုက်မယ်ဆိုရင်1ခွန်1နှစ်8ခွန်8နှစ်ဆိုပြီးတော့ဒီလိုမျိုး၄ခွက်ရပါတယ်အဲ့ဒီထက်မှာကျွန်တော်တို့က3ညခွန်ဟိုဘက်မှာထိပ်စီးရှိထားတဲ့အတွက်ဟိုဘက်ကထိပ်ပဲဆွဲမလားဒီကောင်ရဲ့ထိပ်ပဲဆွဲမလားတော့ဒီဟိုကောင်ထိပ်ဆွဲရင်ဒီကောင်ကီးဖြစ်မယ်ဒီကောင်ရဲ့ထိပ်ဒီထိပ်ကိုဆွဲရင်ဟိုကောင်ကီးဖြစ်တတ်ပါတယ်เนาะဒါတွေကကျွန်တော်တို့အများအားကြည့်နေလို့သိပါတယ်เนาะအဲ့တော့ဟိုကောင်နဲ့သွားပြီးကိုက်ညီတာဆိုရင်1ခွန်နဲ့8ခွန်ဆိုတဲ့နှလုံးမဲ့ကိုက်ညီပါတယ်အဲ့တော့1ခွန်8ခွန်ကိုကျွန်တော်တို့အာပြီးတော့ကစားပါလိမ့်မယ်ဘာဖြစ်လို့ဟိုဘက်မှာလည်းကျွန်တော်တို့ထိပ်နှစ်ခုတူရင်ခတ်တတ်တဲ့9 3ညခွန်ဆိုတဲ့ထိပ်ကလည်းရှိရဲဒီထိပ်ကလည်းရှိရဲကထိပ်နှစ်ခုမတူဘူးဒါပေမဲ့ကီးနဲ့သွားတူညီရဲ့အတွက်အားရှိတယ်လို့ကျွန်တော်အနေနဲ့ဆုံးဖြတ်ပြီးတော့ဒီ
တစ်ခွန်နဲ့ရှစ်ခွန်ကိုကျွန်တော်တင်ကနန်းအဖြစ်နဲ့ကစားပါမယ်အမျိုးတို့အနေနဲ့လည်းကြိုက်ချင်တဲ့ယူကစားပါမကြိုက်ချင်တဲ့မိမိကြိုက်နှစ်တဲ့ဟာထိတ်ကိုပဲယူကစားကီးကိုပဲယူကစားဒါမှမဟုတ်ရင်ထိတ်နှလုံးတူရင်9-3 ညခွန်ဆိုတဲ့ထိတ်ကတရက်နေ့အတွင်းမှာထွက်ရမယ်ဆိုတဲ့မတ်တက်မူတီရဲ့ဒီထိတ်ကိုပဲယူကစားကြိုက်တယ်လို့ယူသားပါဒါမှမဟုတ်လဲ1 2 5 8ဆိုတဲ့အခွေเนาะအဲ့အခွေလေးလည်းရှိထားတာကိုခုနအမျိုးတို့ကျွန်တော်ပြောထားပြီးပြီ1 2 5 8ဆိုတဲ့အခွေကိုပဲအခုကျွန်တော်တို့ထွက်ရမယ်ဆိုတဲ့ဟာမှာပုံဘူးကြော်သွားပြီးကြာသေးတောက်တာ2ရက်ပဲကျွန်တော်လည်းအတွက်ဒီဟာမပြတ်ဘူးဆိုရင်ဒီ2ရက်အတွင်းမှာပဲထွက်ရမှာဖြစ်တယ်ပေါ့เนาะ1 2 5 8ဆိုတဲ့အခွေဟာဒါမှမဟုတ်အဲ့1 2 5 8ဆိုတဲ့အခွေကိုပဲယူကစားမယ်ဆိုလည်းကစားပါဘယ်လိုပဲဖြစ်ဖြစ်အဓိကတော့ပောက်ဖို့အရေးကြီးပါတယ်ကဲเนาะဒီကနေ့ကျွန်တော်ရဲ့တင်ဆက်မှုလေးကတော့ဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာရင်ကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရဗျာ